ကျွန်တော်တို့ဆက်သူကောင်းကိုတွေ့အောင်စာဖို့မလိုဘူးလားဆက်သူကောင်းကဘယ်နေရာမှာစာတွေ့နိုင်လဲဘယ်ထလီနားမှာပဲပြီးပြီးတော့နိုင်အောင်နားမှာပဲပြီးဆိုတော့ကျွန်တော်တို့အဲ့ဒီမီဂျိုနဲ့ပဲသုံးမယ်နော်ဆက်မသုံးဘူးဒီတခါတော့မီဂျိုလဲသုံးလို့မရဘူးလားသုံးလို့ရတယ်โอเคအဲ့ဆိုတော့ကျွန်တော်တို့အလော့တွေ့လားအလော့ကတော့အပေါ်မှာထားပါအပေါ်မှာထားပြီးတော့သူ့ရဲ့ပါစာပေါက်ကိုမျက်နှာနဲ့တက်ထားပြီးတော့အပေါ်ကနောက်ပေါက်ကိုချိန်စဲလိုက်ပါနော်စာအုပ်ထဲမှာလည်းတက်တာပေးတယ်နော်โอเคနော်ဒါတော့လက်တွေ့နော်စာတွေ့လည်းပြပေးပြီးလက်တွေ့လို့နားမလည်တော့မရဘူးနော်ထိုးတဲ့အခါကတော့ဒီလိုမျိုးထိတ်အောင်ထိုးတတိထားရမယ့်အချက်ကတော့ဒီလိုမျိုးကျွန်တော်တို့ထိုးတဲ့အခါကျတော့မီချိုးပေးမှမှန်နဲ့တော့ဘာလားဆရာတော့โอเคနော်မီချိုးမှန်တဲ့အခါကျရင်တော့သူများအပေါက်တွေပြက်သွားမယ်ဆဲနဲ့ပြောင်ထဲတဲ့အခါထဲလို့မရတော့ဘူးဟုတ်ပါလားအပေါက်ချောင်သွားနိုင်တယ်နော်အပေါ်နဲ့အောက်တော့ပေါက်နော်โอเคပြီးတော့ကျွန်တော်တို့ဒီမျိုးထိုးပြီးတော့သောပွင့်တဲ့အခါကျရင်တော့တကယ်လို့ ECU ထဲမှာအမိုင်းရှိရင်တော့မင်းဘယ်လိုမျိုးခုံမလဲအမြောင်မခုံဘူးလားခုံမယ်အမိုင်းမရှိရင်တော့အသေးလည်းမလိမ့်ဘူးလားအသေးလိမ့်မယ်တကယ်လို့အမိုင်းပြီးလို့အောင်မြင်ပြီးဆိုရင်တော့စီကနယ်လိုပဲသူအမြဲမခုံဘူးလားโอเคဒီသုံးချက်ပဲသေချာမှနော်ကျွန်တော်တို့ဆက်ထိုးလိုက်ပြီးနော်ဆက်သူကောင်ထိုးလိုက်ပြီးနော်ပြီးတော့သောဖွင့်မယ်မိကိုကြည့်အမြောင်ခုံလားအမြောင်ခုံလားဒီအကြည့်တော့ဒီမှာကြည့်သောဖွင့်မယ်ဒီမှာကြည့်အမြောင်ခေါ်လားဒါတော့သူပါပြောလဲအမိုင်းရှိတယ်လို့သူပြောတယ်မိကိုတေချာကြောင်းနော်ငါကြည့်โอเคနော်အမိုင်းရှိတယ်အဲ့ဒီအမိုင်းရှိတဲ့အတွက်ကြောင့်အဲ့ဒီခုံနေတဲ့မီလောကို3ကနေ50ကောင်းချမ်းမှာပါလို့ရမှာတော့မီဂျိုးကိုထုတ်ပြီးတော့ပြန်ထည့်ပါနော်အားကြောင့်ကျွန်တော်ဒီမှာကြည့်တရားပဲနေတဲ့အခါကျရင်တော့ဒီမှာကြည့်တွေ့လားပေါ်ပွင့်မယ်နော်ပေါ်ပွင့်လာတာနဲ့3ကနေ50ကောင်းချမ်းထုတ်ပြီးတော့ပြန်ထည့်လိုက်ပါရပြီနော်တကယ်လို့အောင်မြင်ပြီးဆိုရင်တော့မီလောကိုလာကြည့်စီကနယ်လိုမျိုးခုံနေမယ်တွေ့လားဒါပဲသူရဲ့နည်းစနစ်ရပြီနော်ပြီးတော့ကျွန်တော်တို့ပေါ်ပိတ်လိုက်ပါအဲကြောင့်ခုနကတော့ကျွန်တော်ပြည်တောက်ထားတဲ့အမိုင်းတွေကိုအောင်မြင်လားမအောင်မြင်လားသေချာရအောင်နော်တခါစီကြီးလို့မရဘူးလားရတယ်အဲကြောင့်ပေါ်ဖွင့်လိုက်ပြီးတော့တကယ်လို့အမိုင်းရှိရင်တော့အမြောင်မခေါ်ဘူးလားအမိုင်းမရှိတော့ဘူးဆိုရင်တော့အသေးမလိမ့်ဘူးလားရှိသေးလားအခုရှိသေးလားမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ reset ချလို့မရဘူးလား reset ချလို့ရပါပြီโอเคနော်တစိမ့်ချင်းသွားရမယ်နော်โอเคဒါတော့အမိုင်းမှာပြီးရင်တော့ ECU ကောင်းလေးမယ်နော်ပြီးတော့ဆက်အားလည်းမောင်လီပါဆွဲလည်းမရအောင်အားကြောင့်ဒီတစ်ချက်အရေးမကြီးဘူးလား EFM ဘက်တွေအရေးကြီးပါတယ်နော်โอเคပြီးတော့တော့ပိတ်လို့ရပြီ reset ချမယ် reset ကတော့ဘယ်နေရာမှာသွားချရမှာတော့ EOT မှာEOT လည်းရတယ် ECD လည်းမရဘူးလားရေတိုင်ကြီးပါလဲပဲဆို ECD နော်โอเคအဲ့ဆိုတော့ဘယ်နေရာမှာရှိလဲ EOT ကတော့ socket ထုတ်လိုက်ပါโอเค socket ထုတ်လိုက်တော့သူဘယ်နှကြိုးရှိလဲနှစ်ကြိုးကိုကျွန်တော်တို့ဘယ်ကြိုးပဲဖြစ်ထည့်လိုက်လို့မရဘူးလားအဓိကကတော့ကျွန်တော်တို့ထည့်တဲ့ကြိုးကတော့မပေးမှာနဲ့ socket ပြည့်သွားနိုင်တယ်နော်ထည့်လိုက်ပြီးဆိုရင်တော့ကျွန်တော်တို့တော့ဖွင့်တဲ့အခါကျရင်တော့တကယ်လို့ထိတယ်ဆိုရင်တော့သူမင်းဘယ်လိုမျိုးခုံမလဲမင်းအမြောင်မခုံဘူးလားအမြောင်ခုံတဲ့အခါကျရင်တော့ကျွန်တော်တို့အဲ့ဒီကြိုးကိုထုတ်ပြီးတော့ထည့်စရာလိုလားဆွဲထုတ်လိုက်ရောပဲမလားโอเคအဲ့ဆိုတော့ဖွင့်မယ်နော်ဒီမှာကြည့်ထိတ်လားမထိတ်ဘူးလားထိတ်တယ်နော်ဒီမှာကြည့်ထိတ်လားထိတ်တယ်အတွက်ကြောင့်အကြောင်းဖွင့်တဲ့ကအသောကနေ50ကောင်းချမှာကျွန်တော်တို့ဆွဲထုတ်လိုက်ရောပဲနော်ဖွင့်လိုက်ပြီးတော့ဆွဲထုတ်လိုက်ပါအောင်မြင်မယ်ဆိုရင်တော့စီကနယ်မျိုးမခေါ်ဘူးလားခေါ်ပြီโอเคနော်တေချာလားတော့နော်ဒါကတော့ reset ချလို့အောင်မြင်တယ်လို့ပြောပါတယ်နော်โอเค reset ချပြီးတော့ဗာလောက်ရမှာတော့ရာသီဥတုခေါ်ရမယ်ဗာပြီးလို့ခေါ်ရတာလဲဘာစိန်45ပြည့်တဲ့အတွက်ကြောင့်ရာသီဥတုချိန်ပြီးတော့ခေါ်ပေးရမှာဖြစ်ပါတယ်ပြီးတော့ socket တလိုက်ပါ